ကျွန်တော်ရဲ့စနေသားသမီးချစ်မိတ်ဆွေအားလုံးမင်္ဂလာပါနော်ကျွန်တော်ကတော့အယူတော်မင်္ဂလာချမ်းမှာဆရာဇေယျနောင်ပဲဖြစ်ပါတယ်ဒီကျွန်တော်ရဲ့ချစ်မိတ်ဆွေစနေသားသမီးတွေကို28ရက်2လ2026မှာ6ရက်3လ2026ဒီဓမ္မတာမှာကြုံတွေ့လာနိုင်သောကံကြမ္မာအစိုးကောင်းတွေကိုကျွန်တော်ကတာတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အကောင့်လေးကိုကြည့်ရှုနေတဲ့ထဲမှာစနေသားသမီးချစ်မိတ်ဆွေနာပါရှိခဲ့တဲ့ဆိုရင်အပေါင်းလေးတွေနဲ့အသေးလေးတွေပေးပြီးတော့မှန်လေးတွေကိုလိုရာဝင်မှန်ခဲ့ကြပါအောင်နော်အဲ့တော့စနေသားသမီးချစ်မိတ်ဆွေတွေဒီတပတ်ကာလမှာလူမှုရေးကံကြမ္မာနဲ့ပတ်သက်ရင်လူများရဲ့ကုညီခြင်းထောက်ပံ့ခြင်းနော်ဒီလိုကိစ္စတွေကောင်းစွာကြုံတွေ့ရနိုင်ပါတယ်အဲ့တော့ဒီကိုပတ်ဝန်းကျင်ကိုအတိုင်းဝိုင်းเนาะကိုရဲ့ဘောဓာအပေါင်းအသင်းတွေကြောင့်ဒီတစ်ပတ်တာမှာတိတိတသားစိတ်ချမ်းသာစရာတွေကြုံတွေ့ရနိုင်ပါတယ်တဲ့เนาะစီးပွားရေးလုပ်ငန်းဘက်မှာတော့ကိုတိုင်ဆိုင်နေတဲ့လူတွေအားလုံးဒီကာလမှာအားလုံးတုံးလုံးလဲသွားနိုင်ပါတယ်เนาะအဲ့တော့ကိုတိုင်ဆိုင်နေတဲ့လူတွေအားလုံးဒီကာလမှာအားလုံးနောက်တန်လန်လဲတတ်ပါတယ်အဲ့တော့ကိုကလုံးဝစီးပွားရေးလုပ်ငန်းဘက်မှာလုံးဝလက်မထောင်နိုင်တဲ့တပတ်တာလို့ပြောလို့ရပါတယ်အဲ့တော့စီးပွားရေးလုပ်ငန်းပိုင်းလည်းအလွန်အမတန်ကောင်းနေပါတယ်เนาะဒီတပတ်တာတော့စိတ်ချမ်းသာစရာတွေကြုံတွေ့နိုင်ပါတယ်နော်စီးပွားရေးနဲ့ပတ်သက်အဲ့တော့ငွေကြေးဘက်မှာတော့တချိန်ကငွေကြေးကနေမကောင်းဘူးဆိုဒီတပတ်တာမှာတော့စနေသားမျိုးချင်းမစီငွေကြေးကနေပြန်ကောင်းလာနိုင်တယ်เนาะအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးအကူအညီကောင်းအထောက်ပံ့ကောင်းတွေရရှိမယ်ပေးစရာရှိတာတွေပေးနိုင်မယ်ကိုညှော်လင့်ထားတော့ငွေကြေးတွေရရှိလာနိုင်ပါတယ်เนาะပညာရေးနဲ့ပတ်သက်ရင်တော့ကိုမသိသေးတော့တခါမှမကြုံဘူးသေးတော့တခါမှမသင်ကြားဘူးသေးတော့ဘာသာရေးတွေကိုသင်ကြားတတ်ပါတယ်သင်ကြားလိုက်ပါနော်တက်လျောက်လွယ်ပါလိမ့်မယ်အဲ့တော့နိုင်ငံခြားခီးတွေကောင်းတယ်အင်တာလူကိစ္စတွေကောင်းပါတယ်နော်ဒီတပတ်ကာလမှာပညာရေးကန်တွေလည်းကောင်းနေပါတယ်စနေသားသမီးတွေကျမနဲ့ပတ်သက်ရင်တော့ခေါင်းမူခြင်းခေါင်းကိုက်ခြင်းနောက်ကျောထိုးခြင်းကြွက်သားခြေလုံးကြွက်သားတွေနာကျင်ကိုက်ခဲခြင်းဒီလိုယောဂတွေခံစားတတ်ပါတယ်တဲ့နော်အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်မိတ်ဆွေစတိသားသမီးတွေဒီတပတ်ကာလမှာအခြေအေးကတော့လုံးဝကိုတာယာနာတော်ပဲရှိနေပါတယ်ကိုချစ်သူကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာစရာတွေကြုံတွေ့ရနိုင်တယ်လို့လက်ဆောင်ကောင်းတွေရရှိနိုင်တယ်သတင်းစကားကောင်းတွေကြားရှိရနိုင်ပါတယ်ဒီတပတ်တာကတော့အခြေအေးအလွန်တာယာနေပါတယ်အိမ်တော်နဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ကိုယ့်အိမ်တော်ဘက်ကရဲ့စကားတွေကိုအားလုံးမယုံသင့်တဲ့တပတ်တာပါနော်အားလုံးနေလုံးမှိတ်ပြီးယုံလိုက်မှဆိုတော့အမှားကြီးမှားနိုင်ပါတယ်အိမ်တော်ကြီးပြိပက္ခတွေကြုံပြီးတော့စိတ်ဝမ်းကွဲခြင်းနော်အိမ်တော်ကြီးဒုက္ခတွေကြုံရတတ်ပါတယ်တဲ့နော်အဲ့တော့အရာအားလုံးကိုနေလုံးမှိတ်ပြီးမယုံသင့်ပါဘူးနော်အဲ့တော့စနေသားသမီးချင်းမွေးတွေဒီတပတ်တာကာလမှာအရေးကြီးသောလုပ်ငန်းဆောင်တာတွေလှုပ်ဆောင်မှာဆိုရင်ဝစ်စင်တင်သောအယောင်တွေကတော့အစိမ်းနှုရောင်အနီရောင်နော်အစိမ်းနှုရောင်အနီရောင်ပုံမှာအပွင့်ခက်လေးပါတော့အဝတ်စားတွေဝတ်ဆင်တင်ပါတယ်เนาะဒီလိုဝတ်စားတွေဝတ်ဆင်ပြီးတော့မှရေးကြီးသောလုပ်ငန်းဆောင်တွေလှုပ်ဆောင်မှာဆိုရင်ကံရဲ့အထောက်ပံ့တွေကောင်းစွာရရှိနိုင်ပါတယ်တပတ်တောင်ကံအញ្ញခက်တွေတည်ရောက်ပြီးကောင်းကျိုးလုံရင်ဆန္ဒတွေရရှိနိုင်ရန်အတွက်ပြုလုပ်မဲ့ရေရာကတော့ကိုယ့်ရဲ့နီးစပ်ရာဖုံးတော်ကြီးအကြောင်းကိုတွားရောက်ပြီးတော့တပတ်စီเนาะတပတ်စီတစ်ချောင်းတွားရလှူဒန်းပါเนาะတပတ်စီတစ်ချောင်းတွားရလှူဒန်းပါတွားရလှူဒန်းပြီးတော့မှလူရစုကိုတောင်းနိုင်ပါတယ်တပတ်တာလုံးကံအញ្ញခက်တွေအားလုံးတည်တောက်ပြီးတော့ကောင်းကျိုးလူရင်ဆန္ဒတွေကောင်းစွာရရှိနိုင်ပါတယ်เนาะအဲ့တော့စနေသားချင်းချင်းမွေးတွေဒီတပတ်တာကာလမှာအကျိုးပေးသောလက်ကီကနန်းကတော့တက်ကနန်း၃ကနန်းအကျိုးပေးပါတယ်เนาะဉာဏ်ရှိသလိုသုံးဆွဲနိုင်ပါတယ်ကျွန်တော်မွေးစနေသားသမီးတွေတပတ်တာလုံးကံရဲ့အញ្ញခက်တွေအားလုံးတည်တောက်ပြီးကောင်းကျိုးလူရင်ဆန္ဒတွေကောင်းစွာရရှိနိုင်ပါစေနေ့ရက်တိုင်းမှာလည်းစိတ်ချမ်းသာစရာတွေပဲဇက်တိုက်ကြုံတွေ့နိုင်ပါစေလို့ကျွန်တော်ဆရာဇေယျနောင်မှာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်